စေယုံမှာသူမရဲ့အခြေအနေကပိုဆိုးလာတော့သူမကသူ့ကိုချက်ချင်းခေါ်ပြီးသူတို့လက်ထပ်ခဲ့တဲ့မျိုးကိုပြန်ခေါ်သွားပြီးဖို့တောင်းပန်ခဲ့တယ်။ဒီဒုတိယအလုပ်ကိုသူနဲ့အတူလောက်ဆောင်ပြီးစီမယ်ဆိုရင်နောင်တမရှိပဲတေးနိုင်မယ်လို့သူမထင်ခဲ့တာ။ဒါပေမဲ့သူတို့လေးစိတ်ရောက်ချင်းဇနီးငယ်ကသူ့ကိုဖုန်းခေါ်လိုက်တယ်။သူကဖုန်းချပြီးအန်ဒါကိုစကားတခုမှမပြောဘဲထားခဲ့ပြီးတခြားမိန်းကလေးစီကိုတန်းသွားလိုက်တယ်။ဇနီးငယ်ကသူ့ခင်မွန်းပေးတဲ့လက်ဆောင်တွေကိုပြပြီးဓာတ်ပုံတွေ online တင်နေတာကိုမြင်တော့အန်နာရင်ဘက်ကဓာတ်နဲ့အထိုးခံရတယ်လို့ခံစားရတယ်။သူမဘလောက်ကြာဆက်ပြီးကြမ်းကြမ်းခံနိုင်မလဲဆိုတာကိုတော့မသိတော့ဘူး။နောက်ဆုံးတော့သူမသူတို့လိုက်ထက်ခဲ့တဲ့မျိုးကိုရောက်သွားတဲ့အခါခင်မွန်းဖီတူနဲ့ဇနီးငယ်လည်းအဲ့ဒီမှာရှိနေတာကိုတွေ့လိုက်ရတယ်။သူမကတိတ်တိတ်ဆိတ်ဆိတ်နေပြီးတိတ်တိတ်လေးထွက်သွားဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့သူကပြေးလာပြီးသူမရဲ့ခီးဆောင်အိတ်ကိုခြေထောက်နဲ့ကန်လဲပစ်လိုက်ပြီးဘာလို့ငါ့ကိုမမြင်ချင်အောင်စောင်းနေလာလဲလို့မေးမြန်းခဲ့တယ်။သူကသူမကိုတခြားမိန်းမကိုထပ်ပြီးစန့်ကျင်ဖို့မကြိုးစားနဲ့လို့တတိပေးလိုက်တယ်။သူကတော့သူကတိတွေအားလုံးကိုချိုးဖောက်ပြီးသားဖြစ်နေတာကိုသူမမြင်ခဲ့ရတယ်။သူမကစကားတခုမှထပ်မပြောဘဲအခန်းထဲဝင်သွားတယ်။မမျော်လင့်ပဲဇနီးငယ်ကသူမနောက်ကိုလိုက်ဝင်လာပြီးသူမရဲ့ယောက်ျားကိုခိုးယူတယ်ဆိုပြီးကျိန်စင်ရင်တေးလိုက်တော့လို့ပြောတယ်။အန်နာကသူမရဲ့မျက်နှာကိုဖြင်းဖြင်းထန်ထန်ရိုက်လိုက်တယ်။အတန်ကြာလောက်ခင်မုံဖြစ်သူကအပြေးလွှားဝင်လာပြီးဇနီးငယ်ကိုကာကွယ်ဖို့အထက်သူ့မိမကိုချက်ချင်းလောက်ဝနဲ့ရိုက်လိုက်တယ်။ဇနီးငယ်ကနာကျင်ဟန်ဆောင်ပြီးငိုးယိုကပြေးထွက်သွားတယ်။သူကသူမနောက်ကိုလိုက်ဖို့လှည့်လိုက်ပေမဲ့အန်နာကသူ့ကိုတားလိုက်ပြီးတတိယအချက်ကမင်းဒီမာနေဖို့ပါပဲလို့ပြောလိုက်တယ်။သူကသဘောတူပေမဲ့နင်တာဇနီးငယ်ကိုထပ်ပြီးစိတ်အနှောက်ယှက်ပေးရင်တော့ရလက်ဆိုးတွေကိုရင်ဆိုင်ရလိမ့်မယ်လို့ချင်းချောက်ခဲ့တယ်။အန်နာကသူ့ကိုညင်ညင်တာတာလေးမေးလိုက်တယ်။တနေ့ကျရင်ငါတေးရင်မင်းဝမ်းနဲ့မှာလား။သူကငါကတော့ပွဲကြီးကျင်းပပြီးကျင်းပလိမ့်မယ်လို့ပြန်ပြောလိုက်တယ်။ဒေါ်သားထွက်ပြီးရင်ခွဲနာကြနေတဲ့သူမကထွက်သွားလို့သူ့ကိုပြောလိုက်တယ်။နောက်ကကြိမ်သူ့ကိုမြင်ရတဲ့အခါအန်နာဟာကင်ဆာဆေးကြောင့်စပင်တွေအားလုံးကျွတ်ပြီးစပင်အတုဝတ်ထားရပြီးသူဆက်ဆုပ်ရွံရှာသွားမှဆိုလို့စပင်ပုံစံအတုလုပ်ထားလာပါလို့သူမပြောလိုက်တယ်။ကစားဝဲမှာသူမကသူ့ကိုရေအောင်ကြိုးစားခဲ့ပြီးမိသူကသူမကိုလှဲ့တောင်မကြည့်ခဲ့ဘူး။အော်ဝတ်ဖီနီတာကိုတက်တာစေဖို့သူမကဇနီးငယ်ကိုတောင်လိုက်ခဲ့ဖို့ဖိတ်ခေါ်ခဲ့တယ်။သူတို့နှစ်ယောက်ရဟတ်ပေါ်မှာအတူတူရေမောနေတာကိုမြင်လိုက်ရတော့သူတတိယမြောက်ကတိကိုထတ်ချိုးလိုက်မယ်လို့သူမမထင်ထားခဲ့ဘူး။နောက်ဆုံးတော့သူမစိတ်တက်ကြပြီးငိုတော့တာပေါ့။နောက်ပိုက်ကြကတတိလက်သွားပြီးစီးရုံမှာပြန်နိုးလာတယ်။ရက်အနေငယ်ကြပြီးသွားပြီးဆရာဝန်ကသူ့ခင်မွန်းတခါမှလာမကြည့်သေးဘူးလို့ပြောလိုက်တယ်။ဆက်ပြီးစူးစမ်းနေဖို့အတိဖယ်မရှိတော့ဘူးဆိုတာသူမသဘောပေါက်သွားတယ်။ဒါကြောင့်သူနဲ့နောက်ဆုံးအချိန်မျက်စာစားပြီးသူမရဲ့ဘဝကိုတိတ်တိတ်လေးအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမကသူ့ကိုဖုန်းခေါ်ပြီးသူ့အကချက်တွေ့ပြီးဖို့တောင်းဆိုခဲ့တယ်။ဒီနောက်ဆုံးအလုပ်ကိုလုပ်ပေးရင်ချက်ချင်းကွာရှင်ပေးမယ်လို့ကတိပေးခဲ့တယ်။ဒါပေမဲ့သူကဇနီးငယ်နေမကောင်းလို့နှစ်ရက်နေမှလာခဲ့မယ်လို့ပြောတယ်။သူမကအဲ့ဒီလောက်ကြာအောင်အသက်ရှင်နိုင်မှာမဟုတ်ဘူးဆိုတာသိတယ်။နောက်သားနဲ့မသိချင်ဘူး။မင်းကလည်းချက်တက်မှာမဟုတ်တာဆိုပြီးသူ့ကိုစင်ခေါ်လိုက်တယ်။ဒါကအလုပ်ဖြစ်သွားပြီးသူချက်ချင်းသဘောတူလိုက်တယ်။အန်နာကပျော်လဲပျော်ဝမ်းလဲနေနေတယ်။ဒါဟာသူတို့ရဲ့နောက်ဆုံးရစာအတူတူစားတာဖြစ်လိမ့်မယ်ဆိုတာသူမသိနေတယ်။သူမကြိုက်တဲ့ဟင်းတွေအားလုံးကိုချက်ခိုင်းခဲ့တယ်။လက်ထပ်ပြီးကတည်းကပထမဆုံးအကြိမ်အဖြစ်ဘဝရဲ့နောက်ဆုံးအကြိမ်မှာတော့သူမနည်းနည်းလေးပျော်ရွှင်မှုကိုခံစားလိုက်ရတယ်။ညစ်စားစားနေတော့ဇနီးငယ်ကရုတ်တရက်ရောက်လာတာကြောင့်စားပွဲဝိုင်းကပြတ်တောက်သွားတယ်။သူတို့နှစ်ယောက်သူမချင်းမှာမျိုးဆွဲပြောဆိုနေတာကိုကြည့်ပြီးသူ့ကိုပြောင်းလဲလာမယ်လို့မျှော်လင့်ခဲ့မိတာနှောင့်တရတယ်။စိတ်ပြက်ပြီးရင်ခွဲနာကြနေတဲ့သူမကအစားထောက်တွေစားချင်စိတ်မရှိတော့ဘဲထွက်သွားဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ဇနီးငယ်ကသူမရဲ့စပင်အတုကိုရုတ်တရက်ဆွဲထုတ်လိုက်တယ်။ခင်မွန်းဖြီသူကအန်အောတုံလို့သွားပြီးဘာတွေဖြစ်နေတာလဲလို့မေးလိုက်တယ်။နောက်ဆုံးတော့အန်နာကတတိတွေမွေးပြီးသူ့ကိုအမှန်တရားကိုပြောပြလိုက်ပါတော့တယ်